สวัสดีค่ะยินดีต้อนรับสู่นมัสการเช้าของคริสตจักรไซออนเมียนมาแบปติสต์ค่ะစီအောင်မြန်မာနေ့ချင်းခရင်အသင်းတော်မဟာချိုင်မနနဲ့အာယုံကူကွယ်ကူပြုခြင်းအစီအစဉ်မှာဂျာနာဖို့ရင်အတွက်နှုတ်ကပတ်တမန်ကျမ်းစာတစ်ပိုက်ကိုဖတ်ကြားပါမယ်။ကိုရင်သူဩဝါစာဒုတိယဆောင်အခန်းကြီး9အငယ်30အကြောင်းမူကားငါတို့ရှိသမျှသည်ကိုယ်ခန္ဓာ၌ကျင့်သောအကျင့်ကောင်းမကောင်းရှိသည့်အတိုင်းအကျိုးအပြစ်ကိုအသီးသီးခံခြင်းကခရစ်တော်၏တရားပလင်ရှိ၌ပေါ်လာရကြမည်ဒီနေ့အခုရှင်းမှနောက်ရှင်းမယ်ဆိုတဲ့တိုင်းပဲကျွန်တော်ခရစ်ယာန်ယုံကြည်သူတွေအသက်တာကယေရှုတော်အားဖြင့်ဒီနေ့ကတိချင်းကိုရောက်ရပါတယ်ထာဝရအသက်ကိုရပါတယ်ကတိချင်းကိုရပြီးအသက်တာသည်သခင်ယေရှုရဲ့လမ်းပြခြင်းဥဆောင်မှုအားဖြင့်အသက်ရှင်ပါတယ်ယေရှုတော်ရဲ့အနောက်မှာဘုရားသခင်ခိုင်းတဲ့ဒီနေ့အလုပ်တွေရှိပါတယ်ဘုရားသခင်အလိုတော်ရှိတဲ့အသက်တာတွေရှိပါတယ်ယေရှုတော်ဆိုပြီးတော့နေခြင်းလိုနေသေခြင်းလိုသေလို့မရပါဘူးလှုပ်ခြင်းလိုလှုပ်သွားခြင်းလိုသွားလို့မရပါဘူးဘုရားသခင်ကိုယုံကြည်ပြီးနောက်ဘုရားသခင်ရဲ့အလိုတော်ဘုရားသခင်ရဲ့လမ်းပြခြင်းဘုရားသခင်ရဲ့တုံ့ပြန်ခြင်းတွေကကျွန်တော်တို့မှာနေ့စဉ်နဲ့အမျှရှိပါတယ်ဘုရားသခင်ထမ်းခိုင်းတဲ့ကားတာအစကျွန်တော်တို့ရှိပါတယ်ဒီတမန်တော်ကြီးရှင်ဘောလူကကျွန်တော်ရဲ့ယုံကြည်သူရဲ့အသက်တာကဘုရားကိုယုံကြည်ပြီးကိုယ်ခန္ဓာ၌ကျင့်တဲ့အခြင်းကောင်းမကောင်းရှိသမျှကျွန်တော်တို့ကိုဘုရားကိုယုံကြည်ပြီးတော့ဘာတွေဆက်လုပ်နေလဲဘာတွေဆက်ကျင့်နေလဲကောင်းတဲ့အလုပ်တွေဆက်လုပ်နေလားဘုရားသခင်မကြိုက်နေတတ်တဲ့အလုပ်တွေလုပ်နေလားဒီလုပ်တဲ့အလုပ်အကျင့်ကောင်းမကောင်းတို့ကိုအကျိုးအပြစ်ကိုအသီးသီးခံစေခြင်းကခရစ်တော်ရဲ့တရားပလင်မှာပေါ်လာကြမယ်ကျွန်တော်တို့ဘာလုပ်ခဲ့လဲဘာလုပ်နေလဲဒီနေ့ကျရင်ကျွန်တော်တို့တကယ်ကိုရုပ်ရှင်ရုံမှာပိတ်ကားထောင်ပြီးပြတဲ့ကဲလို့ကျွန်တော်တို့ပြုတဲ့အပြုအမူတွေအကျင့်အကြံတွေကောင်းတာတွေမကောင်းတာတွေကိုပေါ်လာရမယ်တွေ့မြင်ရမယ်ထို့ချေရောက်ရင်တော့ကျွန်တော်တို့တွေ့မြင်ရမယ်အားလုံးတွေ့မြင်ရမယ်သိရမယ်ဒီကျန်တာတွေကကျွန်တော်တို့အသက်တာကိုပြင်ပြီး remind လုပ်ရရှိပါတယ်ကျွန်တော်ရဲ့နေ့စဉ်လှုပ်ဆောင်နေတဲ့အရာတွေကဒီနေ့ကျရင်ခရစ်တော်ရဲ့တရားပလင်ရှိမှာပေါ်လာမယ်ဖြစ်တဲ့အတွက်ကြောင့်ကောင်းသောအခြင်းကောင်းသောဘုရားသခင်စီခိုင်းသောအရာများအလိုတော်ရှိသောအရာများကိုနေ့စဉ်လှုပ်ဆောင်ပြီးဘုရားသခင်တရားပလင်ရှိ၌ကောင်းသောပြတ်ကွက်တွေဘုရားဘုန်းတော်ထင်ရှားသောဒီနေ့အသက်တာများဖြစ်ပါစေကြောင်းဝင်လာပါတယ်ကျမ်းနာသူအလုံးဘုရားသခင်ကောင်းကြီးပေးပါစေဘုရားသခင်တညတာအတွက်ကြီးတော်ချီးမွမ်းပါတယ်တေးတန်လုံးကိုပို့ဆောင်ပါကျွန်တော်ဘဝအသက်တာဒီဘုရားကြီးစုတော်အားဖြင့်လှူရှားတော်လာနေရပါတယ်နည်းနည်းသက်ရှင်လက်ဆက်သောလေများကိုရှုရှားတော်ခွင့်တူနည်းနည်းအချိန်ခါ၌နှုတ်ကပတ်တမန်တရားဖြင့်အသက်ကိုမွေးသောအခွင့်ကိုရရှိသောကြောင့်ကြီးကိုချီးမွမ်းပါတယ်ဒီကျွန်တော်တို့ရဲ့အမှုရာအလုံးကိုအနက်ပါတယ်အလုတ်သွားအလုတ်ပြန်လုပ်ငန်းခွင်ထဲမှာဘုရားခင်ကာကွယ်ပါဒီဂျူတီနိုင်ဂျူတီမှာအစဂျူတီချိန်တဲ့ဘုရားခင်ကာကွယ်ပါစေမရတဲ့ကုသမခံရှိတဲ့သားသမီးရဲ့တက်တော်လည်းဘုရားခင်နေတဲ့ချင်းနဲ့လိုအပ်သောမူကြီးများကိုပြည့်စုံပေးပါကျမ်းမာချင်းအားနည်းရှိတဲ့သားသမီးတို့လည်းဘုရားသခင်ပြင်နဲ့ကျမ်းမာတော်ခွင့်ကိုပေးပါအလုပ်ကိုင်ဖို့ရန်အတွက်အလုပ်အသစ်များကိုဆက်ဆံနေရှိတဲ့သားသမီးတို့ကိုလည်းလုပ်ငန်းအသစ်များကိုပြင်ဆင်ပေးပါအသင်တို့ရဲ့ဝိညာဉ်ဒီနေ့ကာယဘာဆိုင်ရာအမှုရာအားလုံးအသစ်ဒီမှာဘုရားသခင်အတူပါရှိကောင်းကြီးပေးပါနည်းနည်းချိန်မှာနေ့လေနေဝင်မှုချုပ်တဲ့အောင်ဘုရားသခင်လမ်းပြပါမိကြောင်းသခင်ရှုခရစ်တော်ဖျားနာမနဲ့ဆုတောင်းပါ၏အာမင်အဖဖျားသခင်မြတ်တော်သခင်ရှုခရစ်ရဲ့ကျေးဇူးတော်
တန်ရှင်သောဝိညာဉ်တော်ဖျားမိသားဖို့ခြင်းသည်ဒီနေ့ကျွန်တော်တို့အသက်တာအကြီးငယ်အားလုံးပေါ်သို့ယခုမှစ၍ကာလအစဉ်နဲ့တက်ရောက်တည်ရှိတည်နေပါစေသောအာမင်